ရက်ဆက်လာတဲ့ကံကြမ္မာကရင်းနှီးတဲ့သူငယ်ချင်း2ဦးကိုတဦးနဲ့တဦးပြိုင်ဘက်တွေအဖြစ်ထိတိုက်တွေ့စေခဲ့ပါတယ်ဒီပွဲအပြီးမှာတော့အမှာကျောဆုံးကန်ထဝင်ကစားသမားတွေတောင်သူတို့ရဲ့မျက်ရည်တွေကိုမထိန်နိုင်ခဲ့ကြပါဘူးသူတို့ဟာဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာကိုကြိုတင်သိထားခဲ့ကြပေမဲ့ကျိုးဝိုင်းတွေကိုတော့မဖြစ်မနေတက်ခဲ့ကြရတာပါအခုတော့တန်ရောစင်တွေကိုခဏပေးဖယ်ထားပြီးတိုက်ပွဲကိုစတင်လိုက်ပါပြီသူတို့ဟာအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာမို့အစွမ်းကုန်စူးစမ်းရှင်ပြိုင်တာဟာတဦးပေါ်တဦးအလေးနဲ့ဆုံးကုန်ပြုခြင်းပဲဖြစ်ပါတယ်သူတို့နှစ်ဦးဟာဒီနေ့ခေတ်မွေထိုင်းလောကမှာအတော်ဆုံးနာမည်ကျော်တွေပါရောထန်ဟာတောက်လောင်နေတဲ့မိတောက်တစ်ခုလိုပါပဲသူ့ရဲ့အဖိတံမှာဆုတ်ခွာခြင်းမရှိပဲရှေ့သို့တိုးတိုက်ဖို့ပဲရှိပါတယ်စူပါလက်ကတော့ရေခဲတောင်ကြီးတစ်ခုလိုပါပဲသူ့ရဲ့လှုပ်ရှားမှုတိုင်းဟာတည်ငြိမ်ပြီးခွဲစိတ်သားတစ်လက်လိုတိကျလွန်းလာပါတယ်သူတို့ဟာတစ်ချိန်ကညီကိုတွေလိုဖြစ်ခဲ့ကြပေမဲ့ဒီညမှာတော့တဦးတည်းသောအနိုင်ရရှိသူပဲကြံရင်းမှာပါပထမအချီမှာရောထန်ဟာအဆက်မပြတ်တိုက်စစ်ဆင်ခဲ့ပြီးထိုးချက်တိုင်းတဲ့ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒုတိယအချီမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်စူပါလက်ရဲ့ဒူးတိုက်ချက်နဲ့တတောင်တွေကြောင့်ရွက်တံအလဲထိုးခံလိုက်ရပါတယ်ပွဲကြီးပရိသတ်တွေနဲ့ဝေဖန်သူတွေအားလုံးအံ့အားသင့်သွားခဲ့ရပါတယ်ရောထန်ကဒါဟာခြေချော်သွားတာလို့ရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့အမတ်စရင်ကတော့အမှန်တရားကိုပေါ်ပြနေခဲ့ပါပြီဒီလိုအလဲထိုးခံလိုက်ရတာကရောထန်ရဲ့အတွင်းစိတ်ကတိုက်ခိုက်လို့စိတ်ကိုပုံမနိုးကြလာစေခဲ့ပါတယ်။ရောထန်ဟာတင်ကားတစ်စီးလိုရှေ့ကိုအတင်းတိုးတိုက်ခဲ့ပြီးခြေလန်းတိုင်းမှာဒေါသတွေပြည့်နေနေပါတယ်။ဒါပေမဲ့စူပါလက်ရဲ့ခံစစ်ကလည်းကြောက်ဆောင်တစ်ခုလိုခိုင်မာလွန်းလာပါတယ်။သူတို့နှစ်ဦးဟာကျိုးဝိုင်းလယ်မှာအစွမ်းကုန်ရှင်ပြိုင်ခဲ့ကြပြီးဘယ်သူမှအလျှော့မပေးခဲ့ကြပါဘူး။ပွဲပြီးမှာတော့တိုင်လူကြီးတွေအတွက်ဆုံးဖြတ်ရခက်လောက်အောင်အမတ်တွေကနီးကပ်နေခဲ့ပါတယ်။ဒါပေမဲ့အငင်းပွားစရာဖြစ်ခဲ့တဲ့ဒုတိယအချီကအလဲထိုးနိုင်မှုကြောင့်စူပါလက်ကအမတ်အနှဲငယ်သားနဲ့အနိုင်ရရှိသွားခဲ့ပါတယ်